မျက်မမြင်တောင်းစားမတယောက်ဟာဖះเจ้าတစ်ခုကိုရောက်လာခဲ့တယ်။သူမမှရှိတဲ့တလုံးတည်းသောပန်းသီးကိုနတ်ဖះရုပ်တုရှိမှလှူဒန်းခဲ့တယ်။မမျှော်လင့်ပဲသူမရဲ့စိတ်ရင်းကောက်မှုကြောင့်နတ်ဖះဟာအလွန်မင်းစိတ်လှုပ်ရှားသွားခဲ့တယ်။အဲ့ဒီနောက်သူမကိုတတိယမျက်လုံးတစ်လုံးပေးသနာလိုက်တယ်။ဒီတတိယမျက်လုံးက Fred လိုမြင်နိုင်တဲ့အစွမ်းရှိတာကိုသူမသိရှိသွားတယ်။နတ်ဖះကိုကျေးဇူးတင်တဲ့အနေနဲ့ငွေများများရှာပြီးအခက်အခဲကြုံနေသူတွေကိုကူညီမယ်လို့တစ္ဆာပြုခဲ့တယ်။အဲ့ဒီနောက်သူမဟာလောင်းကစားဆိုင်တစ်ဆိုင်ကိုသွားခဲ့တယ်။အဲ့ဒီမှာမှသူမဟာသူမရဲ့ရုပ်ရည်ကိုပထမဆုံးအကြိမ်မြင်ဖူးခဲ့တယ်။မျက်မှန်ရှိမှရက်နေတဲ့မျက်မမြင်မျိုးသမီးကိုမြင်တော့ဆိုင်ဝန်ထမ်းကလှောင်ပြောင်ရင်မောခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့တတိယမျက်လုံးကိုတခြားသူတွေမမြင်နိုင်ဘူးဆိုတာသိလိုက်ရတယ်။သူမကငွေဆက်တချို့ထုတ်ပြပြီးဒီနေရာမှာငွေရှာချင်ကြောင်းပြောလိုက်တယ်။တိုင်ဝန်ထမ်းကလည်းသူမကိုလောင်းကစားစပွဲတစ်ခုစီခေါ်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဒေတာခံလူမိုက်တယောက်ကမျက်မမြင်ဖြစ်နေတဲ့သူမကိုမြင်ပြီးငွေအားလုံးလိမ်လည်ယူဖို့ကြံစီလိုက်တယ်။ဒါပေမဲ့သူမကတတိယမျက်လုံးနဲ့အန်စာတုံးပေါ်ကကနန်းတွေကိုရှင်းရှင်းလင်းလင်းမြင်နေပြီးသားဖြစ်တယ်။သူမကစတင်ပြီးလောင်းကြီးတင်လိုက်တယ်။လူမိုက်ကသူမဘာမှမမြင်နိုင်ဘူးထင်ပြီးအန်စာတုံးရဲ့ကနန်းတွေကိုခိုးပြောင်းလိုက်တယ်။တခြားလူတွေလည်းလူမိုက်နောက်လိုက်ပြီးလောင်းကြီးတင်ကြတယ်။ဒါပေမဲ့လူမိုက်က အန်စာတုံးဖွင့်ခါနီးမှာသူမဟာတတိယမျက်လုံးရဲ့အစွမ်းနဲ့ကနန်းတွေကိုမူလအတိုင်းပြန်ပြောင်းလိုက်တယ်။ကနန်းတွေကိုမြင်လိုက်ရတဲ့အခါလူမိုက်ဟာအံ့ဩတုန်လှုပ်သွားခဲ့တယ်။ဘာတွေဖြစ်သွားမှန်းဘယ်သူမှနားမလည်နိုင်ခဲ့ကြဘူး။အဲ့ဒီအချိန်မှာသူမဟာငွေမြောက်များအနိုင်ရသွားခဲ့တယ်။ဒါပေမဲ့လူမိုက်ကအရှုံးမပေးဘဲနောက်တစ်ချီထပ်ကစားဖို့စိန်ခေါ်လိုက်တယ်။သူမလည်းသဘောတူလိုက်ပြီးသူမမှာရှိတဲ့ငွေအားလုံးကိုလောင်းကြီးဖြစ်တင်လိုက်တယ်။တတိယမျက်လုံးနဲ့အန်စာတုံးကနန်းတွေကိုထပ်ကြည့်လိုက်တယ်။ပတ်ဝန်းကျင်ကလူတွေကလည်းခိုးကြည့်ပြီးကနန်းတွေကိုတီးသွားကြတယ်။သူမကသူတို့အားလုံးသူမရဲ့မျက်မမြင်ဘဝကိုအခွင့်ကောင်းယူနေကြတာသိပေမဲ့စေတနာကောင်းတဲ့ဒီချီမှာမလောင်းကြပါနဲ့လို့တတိပေးလိုက်တယ်။ဒါပေမဲ့ဘယ်သူမှနားမထောင်ကြဘူး။လူမိုက်နောက်လိုက်ပြီးရှိသမျှငွေအားလုံးကိုလောင်းကြီးတင်လိုက်ကြတယ်။အဲ့ဒီအချိန်မှာလူမိုက်ကအန်စာတုံးရဲ့ကနန်းကတစ်ဖြစ်မယ်လို့ခံမှန်းလိုက်တယ်။ဒါပေမဲ့သူမကတော့ဒီတစ်ခါမှကနန်းဆိုတာရှိမှာမဟုတ်ဘူးလို့ပြောလိုက်တယ်။ဒီစကားကြတော့လူတိုင်းကရင်မောကြတယ်။ဒါပေမဲ့လူမိုက်ကအန်စာတုံးခွက်ကိုဖွင့်လိုက်တဲ့အချိန်မှာအန်စာတုံးတွေဟာအချိန်ပြင်းပြင်းနဲ့လဲပတ်နေခဲ့တယ်။အန်စာတုံးပေါ်ကကနန်းတွေတောင်အကုန်ပုံစားသွားပြီးဘာကနန်းမှမကျန်တော့ဘူး။ဒီတစ်ချိန်မှာလဲသူမကထပ်မံအနိုင်ရသွားခဲ့တယ်။ဒါပေမဲ့လူတိုင်းကသူမလိမ်လည်ထားတယ်လို့ထင်မြင်ကြပြီးဆိုင်ပိုင်ရှင်ကိုခေါ်လာကသူမကိုဆိုင်ထဲကနှင်ထုတ်ဖို့တောင်းဆိုကြတယ်။ဒါပေမဲ့ဆိုင်ပိုင်ရှင်ကသူမရဲ့မျက်လုံးကိုဖုံးထားတဲ့အဝတ်ကိုဖယ်ရှားလိုက်တဲ့အချိန်မှာတော့